ကိုဒီအချိန်3ရက်လာပေးလိုက်တာကိုဒီနေ့တောင်ပြောပြပါတယ်တန်လိုက်တာလို့ရွေးချယ်မှုမှန်တယ်ပေါ့ငါမေကတော့တော်တော်များတော့ဂျွန်လို့ပဲတည်တာဆိုတော့ဂျွန်လို့ပဲမိတ်ဆက်လိုက်ပါမယ်ဂျွန် online shop ဂျွန်မှာဟုတ်ကဲ့ပါဒီ online ပေါ်ကနေရောပြီးတော့ရန်ခင်အိုင်ညီမလေးတယောက်ရှိဆရာနဲ့သူကတကယ်မိသားစုလို့ပဲအဲ့ညီမလေးကြောင့်ဆရာဖွင့်ပြတင်တဲ့နေကုန်လိုက်တက်ရာနေပြီးတော့သူ sharing ပြန်လုပ်တယ်ပေါ့နော် knowledge sharing တွေပြန်လုပ်တယ်ပြီးတော့ညီမနဲ့ coffee time မှာညီမလေးနဲ့မကြတွေ့တဲ့ခါမှာသူပြောတဲ့သူ question မှာတိုးတက်လာရမြင်နေရတော့လေကိုရောဗာမြန်လုံနိုင်ပဲလဲရောဒီကလည်းအားကြောက်ပါဟုတ်ကဲ့တော်များများပေါ့ကိုဘာဘယ်နေရာမှာပြောင်းလဲရမလဲဆိုတာမျိုးဥပမာညီမဆိုလို့ရှိရင်ဒါကန်ပေးလို့တက်လာရဲလို့တောင်ပြောလို့ရရပေါ့နော်ကန်တအားပေးလို့ပေါ့အဲ့ဒီထားတစ်ခုမှာကန်တစ်ခုတည်းကိုပဲပုံမထားဘဲနဲ့ဆရာပြောနေတဲ့စကားလို့ပေါ့မရက်ပဲနဲ့စူးစမ်းဖို့လိုတယ်ဆိုတဲ့အရာမျိုးတွေပေါ့ပြီးတော့တော်များများရခဲ့ပါတယ်ဟုတ်ရန်တက်မှာဘာလို့ဆိုပုံမှန်ဆိုရင်ညီမပတ်စံငွေပေးရတာလည်းမှန်ပေမဲ့အချိန်ပေါ့နော်ညီမကျတော့ live စေးသမားလည်းဖြစ်တယ်ပြီးတော့တခြားလုပ်ငန်းလေးလည်းနည်းနည်းလုပ်တာဖြစ်တဲ့အတွက်ကြောင့်အချိန်သိပ်မရှိဘူးပေါ့နော်ဒါပေမဲ့အခုဒီအချိန်3ရက်လာပေးလိုက်တာကိုဒီနေ့တောင်ပြောပြပါတယ်တန်လိုက်တာလို့ရွေးချယ်မှုမှန်တယ်ပေါ့အဲ့လိုမျိုးပြောပြပါတယ်ဟုတ်အရန်တက်ပါတယ်ဟုတ်ကဲ့မမပြေးရမရှိဘူးမစင်းသားနဲ့လာတာတက်လိုက်တခုမဟုတ်ခုတော့ရသွားမှာပဲရကိုရရင်မရဘဲနဲ့တော့မရှိဘူး